သူ့ရဲ့ဆိုင်ယောဂလည်းအရန်ဆိုးတယ်ဗျာနော်ဒီအကိုဆိုလို့ရှိရင်ဘာလဲဆိုတော့သူကထမင်းလေးတစ်လုံးဝင်ဖို့အရေးကိုနော်ထမင်းတစ်လုံးဝင်တာနဲ့သူ့မှာဘာဖြစ်လဲဆိုလို့ရှိရင်သူ့မှာဒါရှင်ကောင်းကြီးတောင်းလာတယ်တဲ့ပြီးလို့ရှိရင်ဗာလဲပြုတ်တက်လာတယ်ပြီးလို့ရှိရင်အသက်တွေပါရှူအသက်ရှူကြအောင်ဒီဖြစ်တယ်ပြီးရင်မျက်ရည်တွေပါကြာလောင်ဒီသူခံစားရတယ်ဒါထမင်းလေးတစ်လုံးဝင်ဖို့အရေးကိုနော်ဒီအကိုဆိုလို့ရှိရင်ရေနီရအကိုနော်အဲ့ကိုဆိုသူလည်းဖြည့်နေတာကြာနေပြီအဲ့လိုမျိုးဖြစ်နေတာဒီထမင်းတော့မနက်ခင်းဆိုလို့ချင်းထမင်းကြော်စားရတာသဘောကျတယ်ပေါ့နော်ဒီထမင်းကြော်တလို့စားလိုက်ပြီဆိုတော့ねသူ့မှာတဲ့ခုနကကိုကြီးပြောသလိုပဲနော်ရှင်ကောင်းကြီးကိုတောင်းလာတယ်ပြီးလို့ရှိရင်အစာတွေကပြုတ်တက်လာတယ်နော်ပြီးလို့ရှိရင်ဗာလဲအဲ့အန်ချင်လာတာပေါ့နော်အန်ချင်လာပြီးမျက်ရည်တွေပါကြောက်အောင်ဒီအန်ပစ်လိုက်မှသူ့မှာထထသွားတယ်တဲ့အဲ့လိုမျိုးဖြစ်နေတာကြာလာတော့သူ့မှာသူစိတ်ဒုက္ခတွေရောက်လာပြီပေါ့နော်အလုပ်ထဲမှာလည်းစိတ်မရောက်မိသားစုနဲ့လည်းပြောရှင်းမနေရနော်အခုကလည်းပတ်စံနေရတယ်ရမ်းကုန်နေပြီဆိုတော့သူ့မှာဒါဘယ်လိုပြောမလဲကျမ်းမာရေးမကောင်းတော့ဘယ်လိုမှစိတ်ကပြောရှင်းမှုမရဘူးနော်ဒါနဲ့ဒါသူ့ရဲ့ဒါတငယ်ချင်းပေါ့နော်ကိုကြီးစီမှာအမြဲတမ်းမှာတောက်နေတယ်ဘာလို့ဆိုတော့ Phyto BQV ကိုမှာတောက်နေတဲ့ဒါအကိုတယောက်ကနေမှဒီတငယ်ချင်းကိုညွန်ပေးလိုက်တာပေါ့နော်ကိုကြီးစီမှာဒီရှောင်းလက်ပတ်ဖြိုရည်လေးရှိတယ်ဆိုပြီးတော့ဒါဒီအကိုကသူ့တငယ်ချင်းကိုညွန်ပေးလိုက်တဲ့အချိန်မှာကိုကြီးစီရောက်လာတယ်ပေါ့နော်ဒီလိုပဲညီလေးရေကိုဒီလိုဖြစ်တယ်ကိုဒါလေးတောက်လို့ရလားတဲ့တောက်လို့ရပါတယ်လို့ကိုကြီးတောက်လို့ရတယ်ဒါပေမဲ့ကိုကြီးတွဲပေးလိုက်တယ်သူ့ကိုဒါရှောင်းလက်ပတ်ပလင်းလေးနဲ့ Propan Order နဲ့2မျိုးတွဲပေးလိုက်တယ်2မျိုးတွဲပေးလိုက်တဲ့အချိန်မှာနော်သူဆိုလို့ရှိရင်ဒါဒပလင်းဒါလေးပလင်းကုန်တော့သူလုံးဝကိုထူးခြားတိတာနဲ့တက်တာလာတယ်ပေါ့နော်အဲ့လေကိုကြီးဒီမှာတင်ပေးထားမယ်ဘာလို့ဆိုတက်တာလာတယ်အဲ့နဲ့သူဆက်တောက်တယ်ပေါ့နော်ဆက်တောက်တယ်သူဘာလို့ကြောင့်ကိုကြီးကဆို10ပလင်း12ပလင်းလောက်ရှိမယ်အဲ့လောက်တောက်တယ်ဖိုင်ဒီ Propan Order ကဆိုလို့ရှိရင်သူ3ဘူးလောက်ကြာမယ်ပေါ့နော်ကိုကြီးဒီမှာဝယ်တောက်ရင်အခုဆိုလို့ရှိရင်သူပြန်ပြီးတော့မဖြစ်တော့ဒါတော့ဂျီနီယာအကိုတယောက်နော်ဘာလို့ဆိုအဲ့လောက်တည်းနော်အဆိုင်သမားတွေအဲ့လိုပဲနော်ကိုကြီးကိုရလည်းဒါခံစားခဲ့ရဘူးတဲ့ကိုကြီးဆိုလို့ရှိရင်တော့အတုလောက်မစိုးပေမဲ့ကိုကြီးကလည်းအဆုံပဲနော်လေရောက်မှတစိုးဖြစ်တယ်ပြီးရင်အစာမကြေဘူးလေရှင်းဘူးတယ်ပြီးလေရှင်တွေထားတယ်အမျိုးမျိုးကိုကြီးအဲ့လိုဖြစ်ခဲ့တာဒါပေမဲ့ကိုကြီးလည်း6လက်ပတ်နဲ့ပဲကိုကြီးတက်တာလာခဲ့တာနော်အကြောင်းမို့အခုကြည့်နေတဲ့မိတ်ဆွေတက်မှာလည်းဒီဂျီနီကအကူလိုမျိုးဒါဖြစ်နေတာတူနေရဆိုလို့ရှိရင်တော့ကိုကြီးဒီမှာဒီ6လက်ပတ်ဖြိုရည်လေးရှိတယ်သူ့ကိုစမ်းတောက်ကြည့်လို့ရတယ်ကိုကြီးကတော့အကောင်းဆုံးကတော့ပြောနေတာကတော့တလအထိတောက်ပေးပါတလအထိတောက်တာပို့ပြီးတော့ရလက်ကိုပုံမှုပြီးတော့တိတာတယ်တတ်တာတယ်နော်ဒီတစ်ပတ်လောက်တော့မစလို့ကျွန်တော်ခွန်ညိုတွေတိတာပေမဲ့အာမတိတာဘူးဖြစ်မှာစလို့ပေါ့နော်အဲကြောင့်မို့ဒီအကိုလိုပဲကိုကဖြစ်နေတယ်ပြဿနာချင်းယူနေဆိုလို့ကျွန်တော်ဒီဆောင်းလက်ပတ်လေးကိုစမ်းတောက်ကြည့်ကြပါနော်တကယ်ပါနော်ခွန်ညိုကိုလည်းတောက်သုံးပြီးလို့ရလက်ထွက်တယ်နော်ပြီးလို့ရှိရင်အခုနော်အကိုတွေမကောက်ဘူးတခြားသူတွေပါရှိသေးတယ်ခွန်ညိုဒီမှာအများကြီးရှိတယ်သူတို့တွေလည်းအဲ့လိုပဲပတ်စံနေလည်းမကုန်တော့ဘူးခုဆိုလို့ချင်းစိတ်ချမ်းသာနေပြီအလုပ်တွေလည်းကောင်းလုပ်နေကြပြီမိသားစုတွေလည်းပြောရှင်နေနိုင်ကြပြီအဲ့လိုမျိုးနေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆောင်းလက်ပတ်လေးကိုအမြန်မှာတော့ပါဒီလထဲမှာဝယ်ရတဲ့သူဆိုလို့ချင်းခွန်ညိုကအထူး promotion နဲ့ပေးအောင်မှာပါနော်အထူး promotion ရှိတယ်အကယ်၍လိုလို့မှာယူခြင်းနဲ့ကိုယ့်ရဲ့အဆိုင်ယောဂါကိုနော်ဒါတရက်3ရက်4ရက်တောက်ပြီးတော့တပတ်နော်10ရက်အတွင်းတိတာထူးခြားရခြင်းဆိုလို့ရှင်နော်ဒီဆောင်းလက်ပတ်လေးကိုအမြန်မှာပါပစ္စည်းတွေအတွက်ကနေပါတယ်မြန်မှရပါမယ်ကျေးဇူးတင်ပါတယ်